Amber Alarm ကြောင်းတွေကိုတောက်ဆိုထားလို့ပြပြပေးချင်ပါတယ်။အဲ့ဒီ Amber Alarm ဆိုတဲ့စနစ်ကဒီတိုင်းကြီးပေါ်ပေါက်လာတာမဟုတ်ဘူး။အဲ့ဒီစနစ်ကြီးอ่ะဆိုလို့ရှိရင်အသက်9နှစ်အရွယ်ပဲရှိသေးတဲ့ Amber Hickerman ဆိုတဲ့သမီးငယ်လေးရဲ့အသက်နဲ့ရင်းပြီးတော့ရလာခဲ့တဲ့စနစ်ပါ။ Amber Alarm ဆိုတာကအမေရိကန်နိုင်ငံနဲ့တခြားနိုင်ငံတွေမှာဆိုရင်ကလေးတငယ်တရားကိုပေါ့နော်ပြန်ပြီးဆွဲခံလိုက်ရတယ်ဒါမှမဟုတ်ဖန်ဆီးခေါ်ခံလိုက်ရပြီးတော့အသက်အန္တရာယ်အရင်စိုးရိမ်နေရတဲ့အခြေအနေဆိုလို့ရှိရင်ရဲတပ်ဖွဲ့တွေကနေသစဉ်ပြည်သူတွေစီကိုချက်ချင်းထုတ်ပြန်လိုက်တဲ့အရေးပေါ်သတိပေးချက်ပါ Amber Alarm တက်လာပြီဆိုလို့ရှိရင်အဲ့ဒီဒေတာလူတိုင်းရဲ့ဖုန်းတွေစီကိုထူချတဲ့အတန်အကျယ်ကြီးတွေနဲ့ message တွေချက်ချင်းဝင်လာတယ်ပြီးတော့လို့ရှိရင်လမ်းမကြီးတွေပေါ်မှာလျှက်စစ်သတင်းအချက်လက်ပေးတဲ့ဘုတ်တွေမှာဆိုလို့ရှိရင်ပြန်ပေးဆွဲသွားတဲ့သူရဲ့ကားနံပါတ်ရဲ့ကားအမျိုးအစားရဲ့ပြီးသွားလို့ရှိရင်ပြန်ပေးဆွဲခံလိုက်ရတဲ့ကလေးလေးရဲ့ပေါ့နော်ရုပ်ကိုတခါတည်းသူကစာတန်းတွေထိုးပြတယ်။နောက်ပြီးတော့ TV တို့ Radio တို့မှာဆိုလို့ရှိရင်လည်းအခုလာနေဆိုလာနေတဲ့အစီအစဉ်တွေအကုန်လုံးကိုရက်ပြီးတော့ရင်ဒီသတင်းကိုအရင်ဦးဆုံးချက်ချင်းကြီးညာတာ။အဲ့တော့ Amber Alarm စနစ်ကိုအစားပြုခဲ့တဲ့ Amber Hickerman ဆိုတဲ့အသက်9နှစ်အရွယ်ပဲရှိသေးတယ်။ကောင်မလေးရဲ့အမှုဟာဆိုလို့ရှိရင်1996ခုနှစ်မှာစခဲ့တာ။1996ခုနှစ်ဇန်နဝါရီလ23ရက်နေ့မှာတက်ဆက်ပြည်နယ်အာရင်တန်မြို့ရဲ့နေ့လည်ခင်းလောက်မှာပေါ့နော်ဒီအသက်9နှစ်အရွယ်ပဲရှိသေးရဲ့Amber လေးကအသက်9နှစ်အရွယ်သူ့ရဲ့မောင်လေးဖြစ်တဲ့ Ricky နဲ့အတူတူပေါ့နော်အဖိုးဖွားတွေအိမ်နဲ့နှစ်ပလောင်းလောက်ဝေးတဲ့နေရာမှာရှိနေတဲ့ကားပါကင်လော့မှာစပိန်တွားစီးကြတာသူတို့စပိန်စီးရဲ့ချိန်က9မိနစ်လောက်ဝန်းကျင်ပေါ့နော်အဲ့လောက်ပဲရှိအောင်မယ်သူ့ရဲ့မောင်ဖြစ်တဲ့သူကပြင်းလို့ဆိုပြီးတော့အေဝရှင်ပြန်နှိမ့်မယ်ဆိုပြီးတော့ပြန်သွားခဲ့တယ်သူ့ပြပြမဲ့ကူကဖြစ်ဖြစ်တယ်အရန်ကိုမြန်ဆန်လို့အားကြီးရပေါ့နော်အဲ့တော့ဒီကားလေးကအိမ်ပြန်မယ်ဆိုပြီးတော့သူကပြန်သွားတယ်အဲ့အချိန်မှာအမ်မာလေးကကြတော့စပိန်စီးချင်သေးရတဲ့အတွက်သူကကားပါကင်ကတယောက်ထည့်ကျန်ပြီးတော့စပိန်စီးနေခဲ့တာအဲ့တော့သူ့မောင်လေးအိမ်ကိုရောက်လာမဲ့အချိန်က2မိနစ်ရှိမယ်ပေါ့နော်အဲ့ဒီ2မိနစ်မှာပြောမယ်ဆိုတော့သူ့မောင်လေးပြန်သွားပြီးတော့မကြခင်1မိနစ်လောက်မှာပဲအမ်မာလေးစပိန်စီးနေတဲ့ကားပါကင်လေးကိုပက်ကက်ကအမဲရောင်ဒါမှမဟုတ်အညိုရောင်ကြီးတစ်စီးကထုံးဝင်မောင်းလာပြီးတော့ကားမောင်းတဲ့သူကပေါ့နော်ဆင်းပြီးတော့အမ်မာလေးစီကိုရှောက်ပြီးတော့ထချင်းကိုသူကဆွဲခေါ်ပြီးကောင်မလေးကိုကားပေါ်တင်ပစ်တာအန်နာလေးကတော့လေတိလောင်မလောက်ပါနဲ့ဆိုပြီးတော့ရုံးကန်ပြီးအော်သေးတယ်အဲ့ဒီအဖြစ်ပြက်ကိုအစဆုံးမြင်လိုက်ရတာကကြတော့အဲ့ဒီအနီးအနားမှာရှိနေတဲ့အသက်98နှစ်အရွယ်ရှိနေတဲ့ဂျင်ကဖဲဆိုတဲ့အဖိုးကြီးကသူ့ရဲ့အိမ်နောက်ဘက်ကနေပြီးတော့မြင်လိုက်ရတယ်ဒါပေမဲ့သူ့မြင်ချင်းကိုပဲရဲကိုကုန်းဆက်ပြီးတော့လှမ်းတိုင်ခဲ့ရပါတော့အဲ့ဒီမှာမေးစရာရှိတာကကောင်မလေးရဲ့မိဘတွေကခလေးကိုဒီတိုင်းပဲထားသလားပေါ့နော်မဟုတ်ဘူးသူ့မောင်လေးအိမ်ပြန်ရောက်ချင်းမှာပဲအမေဖြစ်တဲ့သူကသူ့သားကိုမေးတယ်မမကဘာမှလဲမမပါဘူးလားရေးလိုက်တယ်အဲ့ကောင်မသူ့သားလေးကမမစပိန်စီးကျင်လို့တယောက်တည်းကြံခဲ့လို့ပြောတယ်ဒီလိုနဲ့အမေဖြစ်တဲ့သူကစိတ်မချလို့ဆိုပြီးတော့ဒီအမ်မာလေးအဖိုးကိုပေါ့နော်ချက်ချင်းပဲခလေးကိုသွားခေါ်ပါအောင်ဆိုပြီးတော့လွှတ်လိုက်တယ်အဲ့တော့အဖိုးဖြစ်တဲ့သူကလည်းလမ်းလျှောက်သွားတာတော့မဟုတ်နော်စပိန်စီးပြီးတော့အမ်မာလေးစီကိုအမြန်သွားခေါ်တာဒါပေမဲ့အဖိုးရောက်တဲ့အချိန်မှာအမ်ဘာကမရှိတော့ပြန်ပေးဆွဲခံလိုက်ရပြီပြန်ပေးဆွဲခံလိုက်ရတဲ့ကားလည်းမရှိတော့ဘူးအမ်ဘာလေးစက်ပိန်မဲ့ကြံခဲ့တယ်အဲ့ဒီအချိန်မှာဘေးရင်ကအဖိုးကြီးကလည်းရဲကိုလှမ်းတိုင်နေပြီးသားဖြစ်နေပြီအဲ့တော့ရဲတွေမိသားစုတွေပြီးတော့ဒေသခံပြည်သူတွေအကုန်လုံးကအမ်မာလေးကိုမျိုးနှံကိုလိုက်ရှာပေးခဲ့ကြတယ်အမ်မာလေးရဲ့အမေဖြစ်တဲ့သူဒေါ်နာဝီလီယံဆိုလို့ရှိရင်လည်း TV သတင်းကနေတစင်ပေါ့နော်သမီးလေးကိုအသက်ချမ်းသာပေးဖို့အတွက်ဆိုပြီးတော့မိရင်ဇလန်နဲ့ကိုတောင်းပန်နေခဲ့တာဒါပေမဲ့ဇန်နဝါရီလ18ရက်နေ့အမ်မာလေးပျောက်ဆုံးပြီလို့4ရက်အကြာမိုးတွေတဲတဲ့စွာရွာသွန်းပြီးရဲ့နောက်မှာအမ်မာလေးလို့နေထိုင်တဲ့အဖိုးဖွားနေတဲ့အိမ်နဲ့4မိုင်လောက်ဝေးတဲ့ဒီချောင်းတစ်ခုမှာပေါ့နော်ခွေးချောင်းထွက်နေတဲ့သူတယောက်ကနေပြီးတော့အမ်မာလေးရဲ့ရုပ်အလောင်းကိုမထင်မှတ်ပဲနဲ့မြင်လိုက်ရတယ်အမ်မာလေးမှာဆိုလို့ရှိရင်လေအဝတ်စားရတဲ့ရှိမနေတော့ဘူးပြီးတော့လေဘင်းမှာလည်းနှိချက်ခံထားတဲ့ဒဏ်ရာကိုတွေ့ရတယ်တော်တော်လေးကိုရက်ဆက်ဆက်ပဲပေါ့နော်အဲ့တော့မှုကဲဆရာဝန်ကြီးနဲ့စစ်တဲ့အခါမှာအမားလေးကမတော်မလျာပြုကျင်းခံထားရတာရှိသလိုပြန်ပေးဆွဲခံရပြီးချင်းမှာလည်းအသက်နှုတ်ယူခံထားရတာလောကမဟုတ်ဘူးအမ်ဘာလေးက2ရက်3ရက်လောက်ထိကိုအသက်ရှင်နေသေးတယ်သူ့ရဲ့ရုပ်အလောင်းကိုပြန်မတွေ့ခင်အချိန်လေးမှာပဲအမ်မာလေးကအသက်နှုတ်ယူခြင်းခံရပြီးတော့စွန့်ပစ်ခြင်းကိုခံသွားရတာအဲ့ဒါကိုတီရောမိသားစုတွေကပို့ပြီးတော့မှရှင်ခွဲပက်လက်ဖြစ်ခဲ့ကြတယ်ဒီတော့တရားခံဆိုလို့ရှိရင်မှုခင်းအကြောင်းကိုနားလေတဲ့သူဖြစ်နိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့တရားကိုပြန်ပေးဆွဲပြီးစော်ကားတဲ့အခါကြလို့ရှိရင်တရားခံရဲ့ DNA ပေါ့ဥပမာစပင်တွေတတွေးတွေတွေးတွေနော်ဒါမှမဟုတ်လို့ရှိရင်တုပ်ပိုးတွေကပေါ့နော်အဲ့ဒီပေါ်မှာကျန်နေခဲ့တာမျိုးဖြစ်တတ်တယ်။ဒါကြောင့်အဝတ်စားတွေအကုန်လုံးကိုချွတ်ပြီးဖျောက်ပြက်ဖြစ်ခဲ့တာဖြစ်နိုင်တယ်လို့ယူဆကြတယ်။နောက်တစ်ခုကကြတော့အမ်ဘာလေးကိုတွေးခဲ့တဲ့ချောင်းကရေအရန်စေးတယ်ပေါ့နော်။အဲ့တော့အမ်ဘာလေးရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ DNA တွေအကုန်ပြုတ်သွားအောင်လို့ဒီနေရာမှာအကွက်
ကြစွန့်မြစ်ခဲ့တာဖြစ်နိုင်တယ်ဆိုပြီးတော့အကောင်လုံးကယူဆကြတယ်အဲ့တော့ခြုံငုံမိကြည့်မယ်ဆိုလို့ရှိရင်အမှုဖြစ်သွားတာက1996ခုနှစ်နေ့လယ်ခင်းမှာလည်းဖြစ်သွားတာဖြစ်တယ်ပြီးတော့ညီနဲ့တက်တည်တဲ့ရှိရဲကိုလည်းချက်ချင်းအကြောင်းကြားတယ်ရဲတွေကလည်းချက်ချင်းပဲဒီ TV သတင်းဌာနကိုချိတ်ဆက်ပြီးတော့လှမ်းအကြောင်းကြားထားတယ်ဒါပေမဲ့တခုရှိတာက TV သတင်းဌာနကကြတော့ပုံမှန်ညနေပေါ့နော်သူတို့သတင်းထုတ်လွှင့်တဲ့အချိန်ရောက်တော့မှသာနေဒီအကြောင်းအရာကိုသတင်းတစ်ခုအနေနဲ့ထုတ်လွှင့်ပြီးကြေညာခဲ့တာအဲ့တော့ပြောရမယ်ဆိုရင်ချိတ်ဆက်မှုကညံနေဆိုပေမဲ့သူတို့တီးခြားစီလို့ဖြစ်နေတာပေါ့နော်အဖိုးကြီးကမြင်လို့လှမ်းတိုင်ပေးတယ်ရဲတွေကလည်း TV ဌာနကိုသတင်းကြောင်းကြားတယ်ဒါပေမဲ့ပြည်သူတွေလိုက်ရှာပြီးရဲဆိုတာရှေ့မှာစွပြောခဲ့တယ်ဒါပေမဲ့ပြည်သူတွေကဘယ်ချိန်လောက်မှသိရလဲဆိုတော့ဒီညနေသတင်းထုတ်လွှင့်တဲ့အချိန်ကျမှသိရတာအဲ့တော့ဒီအမှုဖြစ်ပြီးလို့4နာရီ5နာရီလောက်ကြာတော့မှဒီပြည်သတင်းဌာနနဲ့မြင်ပြီးကလေးလေးတယောက်ပျောက်သွားပါလားဆိုတာတော့ပဲသူတို့သိခဲ့ကြတယ်အဲ့ဒီကြားအချိန်လေးမှာဆိုရင်တရက်ခန့်ကကားနဲ့ပေါ့နော်ကလေးကိုအဝေးကိုခေါ်သွားပြီးညင်လောက်ပြီးလမ်းပေါ်မှာကားမောင်းနေတဲ့သူတွေကြောက်လေ TV ကိုသူတို့ကြည့်နေကြတာမဟုတ်ဘူးပေါ့နော်ပြီးတော့လေအခုခေတ်လိုမျိုးဖုန်းတွေလည်းမပေါ်သေးဘူးပြီးတော့လမ်းဘေးကတက်စစ်ပုတ်တွေကလည်းရှိမနေသေးဘူးဒါကြောင့်မို့လို့တကယ်လို့ဒါဒီကားမောင်းနေပြည်သူတယောက်ကကို့ဘေးနားမှာပေါ့နော်ကလေးတယောက်ကိုပြန်ပေးဆွဲထားတဲ့ကားရက်နေတယ်ဆိုရင်တော့မှသူတို့ကမသိရဘူးနောက်ပြီးတော့ဒီပြန်ပြေးဆွဲသွားတဲ့ကားအမျိုးအစားကဘာလဲကားရောင်ကဘာလဲအဲ့ဒါတွေကွာသူတို့တိတိကျကျမသိခဲ့ရဘူးပေါ့နော်ဒီအမှုရဲ့လေအဆိုးဆုံးနဲ့စိတ်မကောင်းစရာချက်ကဘာလဲဆိုတော့တရက်ခံကိုဒီနေ့ထိလုံးဝမမိသေးဘူးရဲတွေကတော့တဲလွန်စာပေါင်းထောင်ချီပြီးတော့လိုက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုချိန်ဒီတရက်ကန်စစ်ကဘာတူလဲဆိုတော့ဘဟေဒီဖြစ်နေတော့မယ်ပြောရမယ်ဆိုလို့ရှိရင်အမ်ဘာလေးအသက်ပေးသွားခဲ့ရတာကတော့အလဟတ်တက်မဖြစ်သွားဘူးပေါ့နော်အမ်ဘာလေးရဲ့ဇာဘာနာအပြီးမှာပဲဒေသခံရေဒီယိုတင်ဆက်သူတွေရဲ့မိခင်ရဲ့ပေါင်းပြီးတော့တကယ်လို့ဒါပေါ့နော်ငါတို့ကလေးပြောက်ပြီးဆိုတာနဲ့ဒီသူတွေကိုသာချက်ချင်းတတိပေးနိုင်မယ်စနစ်ရှိရဆိုလို့ရှိရင်အမ်ဘာလေးကိုကယ်နိုင်ခဲ့မှာပဲဆိုတဲ့အတွေးနဲ့သူတို့ကရဲတက်ခွေကိုတောင်းဆိုခဲ့ကြတယ်ဒီလိုနဲ့1996ခုနှစ်အကုန်ပိုင်းလောက်မှာပဲအမ်ဘာအလမ်ဆိုတဲ့စနစ်ကြီးကတရားဝင်ပေါ်ပေါက်လာခဲ့ရပဲဖြစ်ပါတယ်အဲ့တော့အခုတောင်းဆိုထားတဲ့ Ember of အကြောင်းလေးကိုပြပြပေးလိုက်ပါတယ်အပူလေးကဒီလောက်ပါပဲ bye bye